စင်ပြတော့ရွှေဆိုင်လေးကိုတက်ပြီးတော့တိုးချဲ့မဲ့အခါကြတော့လေကုမ္ပဏီတွေလိုက်ရှာတာပေါ့နော် decoration ပြင်ကျင်တဲ့အခါကြတော့ကုမ္ပဏီတွေလိုက်ရှာတဲ့အခါကြတော့ Facebook ပေါ်မှာ ZNT ရဲ့ decoration တွေကိုအရန်ကြိုက်နှစ်သက်သွားတယ်အဲအကြောင်းမလို့မရဲ့ ZNT နဲ့ဆက်သွယ်ခဲ့တာပါတရားလေအမကဒီစင်ပြတော့ရွှေဆိုင်လေးကိုတက်ပြီးတော့တိုးချဲ့မဲ့အခါကြတော့လေကုမ္ပဏီတွေလိုက်ရှာတာပေါ့နော် decoration ပြင်ကျင်တဲ့အခါကြတော့ကုမ္ပဏီတွေလိုက်ရှာတဲ့အခါကြတော့ Facebook ပေါ်မှာ ZNT ရဲ့ decoration တွေကိုအရန်ကြိုက်နှစ်သက်သွားတယ်အဲအကြောင်းမလို့မရဲ့ ZNT နဲ့ဆက်သွယ်ခဲ့တာပါ ZNT ကနေပြီးတော့ML လူကန်းလန်းလိုက်တဲ့အခါကြတော့ဒီဇိုင်းလေးတွေကိုအကုန်လုံးဖွင့်ပြပါတယ်ဖွင့်ပြတဲ့အခါကြတော့အဲ့ဒီတဲမှာဒီဇိုင်းလေးတွေရဲ့ကြိုက်နှစ်သက်တဲ့ဟာလေးကိုရွေးချယ်ပြီးတော့ပြင်ဆင်ဖြစ်သွားပါတယ်ပြင်ဆင်တဲ့ပုံမှာလည်းအလုံးစုံစိတ်ကြည်နက်မှုရရှိခဲ့ပါတယ်အားလုံးကလည်းလူလေးသိမ့်မရှိအောင်အကုန်လုပ်ပေးကြပါတယ်ဆိုင်ဖွင့်တဲ့2လကျော်အတွင်းမှာလည်း ZNT ကအမြဲတစေဘာလို့အလဲလူမေးခဲ့တဲ့အတွက်လည်းစိတ်ကြည်နက်မှုရရှိပါတယ်ပြင်ဆင်မှုအနေနဲ့ကလည်းအားလုံးကစိတ်ကြည်နက်စရာကောင်းအောင်လို့အမှတ်ပြပေးခဲ့ပါတယ်ရှင်